ကျွန်တော်ဒီနေ့သူတော်တစ်စီရုပ်ရှင်ဇာတ်ကားကြီးထွေလာကို reaction လုပ်ပါမယ်သူတော်တစ်စီရုပ်ရှင်ဇာတ်ကားကြီးဟာပကံပြည်မှာရှိတဲ့ဖုံးကြောင်းတစ်ကြောင်းမှာရက်ကူးခဲ့တယ်လို့သိရပါတယ်ပကံပြည်မှာရှိတဲ့နှစ်ပေါင်း200နီးပါးရှိတဲ့ဖုံးကြောင်းတစ်ကြောင်းမှာရက်ကူးခဲ့တာဖြစ်ပြီးတော့ဒီကားအဖြစ်မောင်မျိုးမင်းရင်သွေးမြစ်ကဒုတိယမြောက်ပြန်လည်ရိုက်ကူးတဲ့တရေကလည်းဖြစ်ပါတယ်ဆက်လက်ပြီးပြောလိုတာကတော့ကြားသိခဲ့တဲ့သတင်းအရဒီဇာတ်ကားရိုက်ပြီးတော့တိတ်မကြခင်ပါပဲဒီဖုံးကြောင်းဟာမိလောင်ပြီးတော့ပျက်စီးသွားတယ်လို့ဆိုပါတယ်အခုတော့မရှိတော့ပါဘူးဇလန်းကတော့ထွန်းထွန်းတို့တငယ်ချင်းတစိခေါ်တဲ့ဂိမ်းကစားပြီးတော့တစိခေါ်တော့တစိရောက်လာပြီးသူတော်တစိတရေကဖြစ်သွားတော့ဒီဇာလန်းမှာကြော်ရဲအောင်နဲ့ချမ်းသာကြည်ဆိုးလို့တရုပ်ဆောင်မှုကိုကျွန်တော်ကြိုက်ဆုံးပါတယ်ဒီအခန်းမှာပြိတ္တတို့ဘလို့ထင်ပါလဲအရန်ကြောက်တယ်လို့ခံစားရတာပြိတ္တတို့ပြောပြပါဒီခန်းကိုထင်မြင်ချက်ပြီးကြည့်ပါဦးချမ်းသာကြည်ဆိုးလဲသူ့ရဲ့ကြာရအပိုင်းကိုပိုင်နေပြုဆောင်လာတော့ပဲကြောက်ပြရုံပြင်ပေါ့မထွက်ရသူ့ရဲ့ရုပ်ကလတ်တော်ကလည်းပြောက်နေတယ်ဒီခန်းကိုကြည့်ပြီးတော့သင်တို့ရင်ထဲမှာကြောက်စိတ်ဖြစ်ပေါ်မိသွားတယ်ဘယ်တရေကားပဲကြည့်ကြည့်ဒီလိုအရာဝတ္ထုလေးတွေလှရှားလာပြီးခေါင်းလောင်းလေးတွေမြည်လာပြီးဆိုရင်တော့တရေကိုအနီးနားတဝက်မှာရှိနေတယ်ဆိုတာသိကြနေပြီပဲချမ်းသာကြည်ဆိုးလဲသူ့ရဲ့ကြာရအပိုင်းကိုပိုင်နေပြုဆောင်လာတယ်တွေ့ရကျော်ရအောင်တော့ဝိုင်းပြုဆောင်တူဖြစ်တဲ့အတွက်သူ့ရဲ့ပြုဆောင်မှုပြည်သူမှုပိုင်းမှာထူးပြောပြမလို့ပါအရန်ကောင်းပါတယ်ကဲကျော်ရအောင်သမီးမောင်သာကျော်ရအောင်မင်းသမီးလေးရုပ်ရှင်မင်းသမီးဆက်လို့ရင်ဖြစ်နိုင်တယ်ရုပ်ရှိတယ်လို့ဆိုအောင်ဒုက္ခပါဗျာဘာလို့ထပြီးတော့လမ်းကြလဲဗျာကြည့်လို့ပါအောင်ဘယ်ဟုတ်လဲဗျတဲလာ6တယ်ဒါကြောင့်ပြိတ္တတို့လည်းနည်းနည်းကြောက်သွားတယ်မလားဒီကားမှာခလန်တရုပ်ဆောင်တာခြားကားတွေနဲ့ရှင်ခလန်တရုပ်ဆောင်ကိုအားထည့်တာနည်းနည်းနေတယ်ကျွန်တော်ခံစားရတယ်စတင်နေနဲ့လူသွားတယ်လို့ကျွန်တော်ထင်မိတာပဲဇလန်းထဲမှာတော့နှစ်တော်တော်ကြာပြီလို့ပြောတာလေအခုကြည့်လိုက်တော့အသေးကြီးလို့ဖြစ်နေမိတ်ကပ်ပြုလုပ်ချက်ကတော့ထူးကောင်းမွန်တယ်လို့ကျွန်တော်ယူဆပါတယ်။တစ်စီကိုတစ်စီနဲ့တူအောင်ပြုလုပ်ထားတာလက်ရမြောက်ပါတယ်။ဒီတော့အားလုံးနားမထောင်ကြဘူး။ချင်းချိုးအနေနဲ့ပြောရရင်တော့ဒီကားကတရေဟာတာကမဟုတ်ပါဘူး။တရေဒရာမာကားဖြစ်ပြီးတော့တရေကားကြိုက်သူများအတွက်ကောင်းတဲ့ကားလေးတစ်ခုတော့ဖြစ်မယ်လို့တော့ယူဆရတာ